ငယ်စဉ်ကအင်တာနက်မှာလူတွေကိုနားထောင်နေခဲ့တယ်။နောက်မှာမိုဘိုင်းဖုန်းတစ်လုံးရှိခဲ့တယ်။နောက်မှာအင်တာနက် YouTube နဲ့အခြားအရာတွေရှိခဲ့တယ်။နောက်ဘဝရဲ့နှစ်များစွာကိုအမှားယွင်းတဲ့လမ်းညွှန်မှုတွေကိုလက်ခံခြင်းကြောင့်အချိန်ကုန်သွားခဲ့တယ်။နားရရရှိမှုအတွက်အထူးသဖြင့်နာကျင်မှုများစွာနဲ့အခက်အခဲများစွာကိုခံစားရခဲ့ရတယ်။အထူးသဖြင့်ဒါပေမဲ့တခြားသူတွေတော့ဒီလိုမှရောက်ချင်ဘူး။ဒါကအကြောင်းရင်းပါငါရဲ့ YouTube channel ကိုစတင်ဖို့စူးစမ်းနေတဲ့အကြောင်းငါကစိတ်ပိုင်းဆိုင်ရာရှာဖွေနေသူတွေကိုကူညီနိုင်ဖို့ရည်ရွယ်တာပါသင်ရဲ့ခရီးစဉ်အတွက်ဒါပေမဲ့ငါရဲ့အတွေ့အကြုံတွေကိုတင်တွေ့ကြုံရစေချင်ဘူးဆိုတာမလိုပါဘူး။ဟုတ်ကဲ့ငါရဲ့ရရှိမှုအတွက်ငါရဲ့အတွေ့အကြုံတွေကိုတင်မသိဘူး။ဒါကြောင့်ငါဗီဒီယိုတွေကိုတင်မယ်။ငါသိတယ်ဒါကငါအတွက်ကင်မရာပေါ်မှာပထမဆုံးအကြိမ်ပါ။ဒါကြောင့်တင်မှာမေးခွန်းများစိုးရိမ်မှုများရှိရင်ငါကိုစာပို့နိုင်ပါတယ်။ငါကိုဆက်သွယ်နိုင်ပါတယ်။ငါကအဲ့ဒါနဲ့တင့်ကိုကူညီဖို့အကောင်းဆုံးကြိုးစားမယ်